ဇလန်းအစမှာဘဝမှာမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အရာတွေနဲ့ပြည့်နှက်နေပြီးခက်ခက်ခဲခဲကြော်ဖြတ်ဖို့စူးစမ်းနေသူတယောက်ရှိပါတယ်ဂျန်နန်နဲ့ဘဝကိုအောင်မြင်စွာဖြတ်ကျော်နိုင်ဖို့အတွက်အချစ်ဆိုတဲ့အရာကတီးကကြခဲ့ကြောင်းနဲ့သူ့အောင်မြင်မှုအတွက်ချစ်ရသူကိုပုံပေးခဲ့ကြောင်းចောင်းသားတွေကိုမဟုတ်ကဟုတ်ကရှောက်ပြောနေသူကဝူယောင်းပါကာယအချိန်ပြီးလို့နားနေချိန်စာပွဲထံပြန်ရောက်လာတဲ့အခါသူစာပွဲပေါ်မှာဟွန်ဆွန်ဟီအမီနဲ့စာအိတ်တစ်လုံးကိုတွေးလိုက်ရပါတယ်တစ်ချိန်ကတောင်ကိုရီးယားနိုင်ငံမှာဟွန်ဆိုတဲ့မျိုးရိုးနာမည်ရှီမန်းသူပထမဆုံးသိခဲ့ရတာလည်းဖြစ်ပါတယ်2005ခုနှစ်ကျောင်းမှာအမြဲတမ်းဖြစ်နေလေရှိသူဝူယောင်းကိုဆရာကရှေပလန်နဲ့ခေါ်ရိုက်နေပါတယ်မျက်နှာတစ်ကျောင်းသူတယောက်ခန်းထဲဝင်လာပါတယ်ဆရာမတွေရဲ့စကားအရကျောင်းသူအစ်စ်ဟွန်မျိုးရိုးနဲ့မိန်းကလေးဟာဂျေဂျူကနေကန်နန်အထိပြောင်းရွှေ့လာမှန်းသိလိုက်ရပါတယ်ဒါကြောင့်အနာကတ်သွားပြီးသူလည်းမနစ်ကမှဒီကိုပြောင်းလာသူမို့လို့အတ္တာရှိရင်ကူညီပေးမယ်လို့မိတ်ဆက်တဲ့အခါဘောင်းဘီဖင်ကွဲနေကြောင်းသာပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းကျောင်းရဲ့ဖိုရန်တွေမှာဟွန်မျိုးရိုးနဲ့ကျောင်းသူအစ်စ်အကြောင်းတွေသာကြီးဆိုးလာပြီးယောင်ကြားလေးတိုင်းရဲ့အိမ်မက်ဖြစ်လာပေမဲ့ဆွန်ဟီကတော့ဂယုမဆိုင်ခဲ့ပါဘူးကျောင်းလူမိုက်တယောက်ဖြစ်တဲ့ထေဂီကအားလုံးရဲ့အိမ်မက်တွေကိုအဆုံးသတ်လိုက်ပြီးဆွန်ဟီကတုပိုင်ဆိုတဲ့ကြေညာချက်ကဝူယောင်းရဲ့ဖုန်းတွင်ရောက်လာပါတယ်တို့ပေမဲ့ဘာကိုမှဂယုမဆိုင်တတ်သူပြီးဆွန်ဟီရဲ့ကျောင်းမှာကတ်ထားတဲ့စာရွက်တွေကိုလက်ဖြုတ်ပေးရင်ကျောင်းသားအစ်နှစ်ယောက်ကျောင်းတူပြေးကြမလားလို့ဆွန်ဟီကမေးလာပါတယ်ဒါကိုခဏတာလေမှုကိစ္စပြုခြင်းဘာကိုရီလို့နားကြမှားသွားတဲ့ဝူယောင်းတယောက်ဆွန်ဟီနဲ့အတူကျောင်းကခိုးထွက်လာပါတယ်မုံတူစားနေချိန်တောင်ထင်ချင်ရာတွေထင်ပြီးထိုင်မရထမရနဲ့ညမိုးကျုပ်တဲ့အခါစတိုးဆိုင်တွေကတစုံတစ်ခုဝင်ဝယ်ခဲ့ပါတယ်ထင်ချင်ရာတွေထင်မေးချင်ရာတွေရှောက်မေးပြီးမှသူနားကြမှားခဲ့တဲ့ကိစ္စကိုသဘောပေါက်သွားပေမဲ့စကားတွေလွန်သွားပြီးမို့ဆွန်ဟီရဲ့လက်စာမိသွားပါတယ်နောက်တစ်ခေါက်ကျောင်းတူပြေးရင်တောက်ပူကီစားကြတဲ့အခါမြဲလိုက်နောက်ဆက်နေတဲ့ထေဂီရဲ့ရန်ကတ်လွတ်အောင်သူနဲ့ရေးစားဖြစ်နေပြီလို့ပြောခိုင်းပါတယ်ရန်ဖြစ်တာမကြိုက်တဲ့ဆွန်ဟီကိုသူပြုတ်ပြင်ပမယ်လို့ကတိပေးရင်ထေဂီလက်ကလွတ်အောင်တမီးရေးစားတွေလိုဟန်ဆောင်လိုက်ကြပါတယ်ကျောင်းခန်းထဲမှာအတူထိုင်နေစဉ်မကျေနပ်တဲ့ထေဂီကနှုတ်ဘူးနဲ့ပြစ်ပေါက်လိုက်ပေမဲ့ဆွန်ဟီကိုကတိပေးထားတဲ့အတိုင်းရန်မဖြစ်ပဲအတီငိမ်ဆုံးတုံးပြန်ခဲ့ပါတယ်ဒီလိုနဲ့ကျောင်းပြေးလိုက်မုံစားလိုက်တဲ့တက္ကသိုလ်ရောက်ရင်ဒီဇိုင်နာလောကထဲဝင်ခြင်းနဲ့ဆွန်ဟီရဲ့ရည်မှန်းချက်ကိုတီးလိုက်ရပါတယ်အဲ့နေ့ကကျောင်းပြေးပြီးမုံထွက်စားနေတုန်းကျောင်းဆရာလိုက်လို့ထွက်ပြေးရင်ဝူယောင်းရဲ့အိမ်မှာအဝတ်စားတွေလျှော်ပြီးမှဆွန်ဟီကိုပြန်လိုက်ပို့ပေးပါတယ်သူတို့တာယာနေတာကိုအမြင်ဆောင်လာတဲ့ထေဂီကဝူယောင်းကိုစိတ်ကြိုက်ထိုးနှက်ခဲ့ပေမဲ့ဆွန်ဟီကိုပေးထားတဲ့ကတိအတိုင်းပေးပြီးအထိုးခံခဲ့ပါတယ်အဲ့ဒီညနှစ်ယောက်သားမုံစားပြီးပြန်လာကြတဲ့အခါလမ်းထဲမောင်းဝင်သွားတဲ့ကားတစ်စီးကိုမြင်းနဲ့ဆွန်ဟီတယောက်ကြောက်လန့်စွာနဲ့နောက်လှည့်လိုက်ပါတယ်ထိုနောက်ပိုင်းကျောင်းမှာပါမပြောမရှင်ဖြစ်လာတဲ့ဆွန်ဟီကိုမျိုးမျိုးချော့ပေမဲ့မိုင်နေစဲမို့ညကျောင်းချိန်အတန်လွင့်ခန်းထဲခိုးဝင်ပြီးဆွန်ဟီရဲ့အကြိုက်ဆုံးသချင်းနဲ့ပျော်အောင်ဖျော်ဖြေပေးခဲ့ပါတယ်ဒါအပြင်စိတ်ညစ်တိုင်းသချင်းနှားထောင်တတ်သူဆွန်ဟီဖို့ MP3 တလုံးကိုလက်ဆောင်ပေးခဲ့တဲ့အတွက်ဆွန်ဟီကလည်းကျေးဇူးတင်တဲ့အနေနဲ့သူလိုချင်တဲ့အနံ့တပွင့်ကိုပြန်လည်ပေးအပ်ခဲ့ပါတယ်တို့ပေမဲ့ဘဝဆိုတာပျော်စရာတွေကြီးစက်တိုက်မလာတဲ့တဘာဝအတိုင်းနောက်ရက်တွေမှာဆွန်ဟီကျောင်းကိုမလာတော့တာကြောင့်ဝူယောင်းတယောက်ပြားများနေရပါတယ်ဖုံးဆက်လည်းမကင်တဲ့အတွက်အိမ်လိပ်စာစုံစမ်းပြီးလိုက်သွားတဲ့အခါမူယူတောင်းကျမ်းနေတဲ့ဖခင်ဖြစ်သူကြောင့်ပစ္စည်းတွေသိမ်းနေရင်ဝူယောင်းလိုက်လာတာမြင်တဲ့အခါရှက်သွားပါတယ်အဲ့ဒီနောက်ပိုင်းဆွန်ဟီကိုကျောင်းမှာအမမြင်ရတော့ဘဲတရက်ကြဖုံးဝင်လာပြီးထိုလူကသူ့အဖေဖြစ်ကြောင်းရှင်းပြပါတယ်ဆွန်ဟီတို့သားမီးနှစ်ယောက်ဟာမူယူတောင်းကျမ်းနေလိရှိတဲ့ဖခင်ကြောင့်တမျိုးပြီးတမျိုးထွက်ပြေးနေခဲ့ရပြီးယခုတစ်ခေါက်လဲရခင်ထက်မြမြရှာတွေ့သွားပြန်ပြီးမို့နောက်တစ်မျိုးပြောင်းရအောင်မှာဖြစ်ပါတယ်ကိုပြုတ်ပြင်းနေထိုင်နေတဲ့ဝူယောင်းဟာလူကောင်းတယောက်မို့ဘာမှဆက်မပြောတော့ပဲမခွဲခွာခြင်းပေမဲ့ဖုံးချလိုက်ပြီးအဝေးတနေရာကိုထပ်ပြောင်းရပြန်ပြီဖြစ်ပါတယ်အချစ်ဆိုတာဘာမှထဲဝင်မသိရသေးခင်အသေးကွဲခဲ့ဦးတဲ့ကျောင်းဆရာဝူယောင်းဟာအသေးကွဲပြီးအိမ်သာထဲဝင်ငုံနေတဲ့တပိတ်ဖြစ်သူကိုလိုက်ခေါ်နေရပါတယ်ထိုစဉ်ကအချိန်တော်ကြာမေ့ပျောက်ဖြစ်လာနေပြီးကျောင်းပိတ်ရက်ကြက်ကြော်ဝင်ရောက်နေစဉ်သူငယ်ချင်းဖြစ်သူပြတဲ့ဆိုတက်ကတူလက်ကန်းစာဆောင်မှာစာထိုင်လုပ်နေတဲ့သူအချစ်ဦးအမှတ်မထင်မြင်လိုက်ရပါတယ်ဒါကြောင့်ဆွန်ဟီတက်နေတဲ့တက္ကသိုလ်ဝင်ခွင့်ရဖို့စူးစမ်းရင်အချစ်နဲ့တက္ကသိုလ်ဝင်ခွင့်ဆိုတဲ့နှစ်ကောင်ကိုတခါတည်းပြစ်ဖို့ကြံရွယ်လိုက်ပါတယ်ဆိုတက္ကသိုလ်တက်မယ်လို့ကျုံးဝနေတဲ့သားဖြစ်သူကိုမိဘနှစ်ပါးကလောင်ပြောင်နေတဲ့အတွက်ထိုနေ့ကစပြီးအခန်းထဲကအခန်းပြင်လုံးဝမထွက်ဘဲစာကိုပဲစူးစမ်းလေ့လာခဲ့ပါတယ်ဆွန်ဟီရဲ့ပုံကိုကြည့်လိုက်စာကိုမရမကကြက်လိုက်နဲ့အထက်တန်းစာနေပွဲကိုအောင်မြင်ခဲ့ပြီးသူသွားခြင်းနဲ့ဆိုတက္ကသိုလ်ဝင်ခွင့်ရလာပါတယ်သူ့ရည်ရွယ်ချက်ကဆွန်ဟီကိုရှာဖို့တခုတည်းဖြစ်ပေမဲ့ကျောင်းသားရေးရာမှာလည်းမေးခွင့်မရှိတဲ့အတွက်တောက်ပူကီကြိုက်သူဆွန်ဟီကိုတွေ့လို့တွေ့ညာလိုက်ရှာပါတယ်ကံကောင်းစွာနဲ့များပြားလာတဲ့တောက်ပူကီဆိုင်တွေရဲ့မလန့်မကန့်မှာသူပဲနေရာရောက်မှတ်မိနေမဲ့နောက်ကျောကိုမြင်ပြီးဝန်ဆွန်ဟီလို့အော်ခေါ်လိုက်ပါတယ်ဝမ်းသာအားရသူစီပြေးလာတဲ့ဆွန်ဟီကိုပွေ့ဖက်လိုက်ပေမဲ့လက်တွေ့မှာတော့တာမန်အံ့ဩနေတဲ့အဆင့်သာရှိပါတယ်ဖက်ရှင်ဒီဇိုင်းအတွက်ကုန်တင်ပေးသူဆိုတဲ့လက်ကန်းစာဆောင်တွေကတ်နေသူဆွန်ဟီနောက်ကိုလိုက်ရင်ဆွန်ဟီနေတဲ့အဆောင်မှာပဲငားနေဖို့စီစဉ်လိုက်ပါတယ်ဒီလိုနဲ့အဆောင်တစ်မှာသူငယ်ချင်းတစ်တွေနဲ့စားတောက်နေရုံပြုံးစားကြီးရောက်လာတဲ့ဆွန်ဟီကပြင်ခေါ်ထုတ်ကသူမမရေးစားရှိနေပြီဖြစ်ကြောင်းအတိပေးလာပါတယ်အချိန်ဘလောက်ကြာဆွန်ဟီကိုတာခေါင်းရဲထည့်ပြီးဆိုကိုမရောက်အောင်လာခဲ့ပေမဲ့သူကြုံမတွေးထားမိရဲ့ကိစ္စမို့ဖုံလဲပါတော့ဘယ်သူငယ်ချင်းဖြစ်သူကွမ်နန်ကတော့ရေးစားတစ်ယောက်ပဲရှိတာဟာပြန်ဘက်တစ်ယောက်သာရှိတဲ့အခြေအနေလို့ရှင်းပြတဲ့အတွက်သူ့ပြန်ဘက်ဖုံးအတင်းကောင်းဆောင်နဲ့ရှင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကြုံမတွေးထားမိတာကကျောင်းကုန်းကဖတ်တီးထဲကြီး
လိုပြိုင်ဘက်မဟုတ်ဘဲနာမည်ကြီးဘောလုံးအသင်းကောင်းဆောင်ဖြစ်နေတယ်ဆိုတာပါပဲပြိုင်ဖို့သဘောထားနဲ့ဘောလုံးအသင်းထဲဝင်လာတော့လဲဘောလုံးပစ်အားကမိန်းကလေးတာပဲရှိပါတယ်တင်ပေးတော့လဲလိုက်နာလိုခြင်းမရှိရဲ့သူရှေ့တွင်အကြည်လာဆိုင်နေတဲ့ဆုံဟီကြောင့်လှည့်ထွက်လာခဲ့လိုက်ပါတယ်ဆုံဟီရဲ့သူငယ်ချင်းဖြစ်သူကဝူယောင်းရဲ့ပုံစံကိုသဘောကျတာကြောင့်အောင်သွယ်ပေးဖို့ပြောရတယ်တို့ပေမဲ့သူဒီကိုပင်ပန်းပန်းရောက်လာတာဆုံဟီကြောင့်တာဖြစ်ပြီးအခြားမိန်းကလေးတစ်ယောက်ပေါ်ဘလို့မရင်ရိုင်လို့မရတာကြောင့်ညင်းလိုက်ပါတယ်နောက်တရက်ဆောင်မှာဆုံဟီအခန်းကလန်ကြိုးတောင်းယူပြီးညဉ့်ညမ်းကားကြည့်နေစဉ်ရဲတွေရောက်လာပြီးဝူယောင်းအပြင်ဆုံဟီကိုပါဖမ်းခေါ်သွားကြပါတယ်သူတို့အတွေ့အညဉ့်ညမ်းကားကြည့်မိတဲ့အမှုမှာဆုံဟီရဲ့ IP လိပ်စာနဲ့ကွန်ပျူတာပိုင်ရှင်ဝူယောင်းကိုဖမ်းခေါ်သွားတယ်ထင်နေတော့လဲတကယ်တမ်းရဲတွေဖမ်းလာတာကစံအိတ်တွေပစ္စည်းတွေခိုးယူသွားတဲ့အဖိုးကြီးနဲ့အဖွားကြီးကိုကူညီမိလို့ဖြစ်ပါတယ်ညဉ့်ညမ်းခွေကိုအခကြေးငွေယူပြီးပြတ်စားတဲ့အထင်းနဲ့ဆုံဟီတယောက်ဝူယောင်းကိုထကန်ပြီးမှဖြစ်မှန်ကိုတိလိုက်ရတဲ့အတွက်အချုပ်ခန်းထဲမှာဦးတက်အောင်ရီခဲ့ကြပါတယ်အဲ့ဒီနောက်ဖုံးအသင်းကောင်းဆောင်ယူကွမ်ကိုဘာလို့ကြိုက်ခဲ့တာလဲမေးကြည့်တော့လူတယောက်ကိုချစ်မိဖို့မြင်ချင်းချစ်လို့ခေါ်တဲ့3စက္ကန့်အတွင်းမှာခန်းစားချက်တစ်ခုကိန်းအောင်ခဲ့ကြောင်းရင်ဖွင့်ပါတယ်အဆောင်ပြန်ရောက်လာတော့သူ့အခန်းအပေါ်ထက်တိတိမာချင်းတွေစကားပြောနေကြတဲ့ဆုံဟီတို့အတွက်ရဲ့စကားတန်တွေကိုမကြားချင်တဲ့အဆုံးအဆောင်မှုအပြိုကြီးစီသွားတိုင်ပါတယ်စာလုပ်ဖို့အာယုံဆိုင်မဲ့ရတဲ့အတွက်ချင်းတွေ့နေတဲ့တွဲတွေကိုမောင်းထုတ်ပေးရန်တောင်းဆိုတာဖြစ်ပေမဲ့ဘဲနဲ့ချင်းတွေ့နေတဲ့အပြိုကြီးတယောက်ရှက်ရမ်းပြီးဝူယောင်းကိုအကြီးအကျယ်ပြဿနာရှာပါတော့တယ်နင်းကစားဘလောက်စူးစမ်းပြီးအဆင့်ဘလောက်ရနေလို့လဲချစ်ဆိုတာကိုနားလည်လို့လားဆိုတဲ့စကားတွေကြားမှာသူချစ်တဲ့ဆုံဟီကိုတော့အခြားတစ်ယောက်နဲ့တွဲမြင်နေရပါတယ်အတူနေသူငယ်ချင်းတွေဟာစိတ်ပြေလက်ပြောက်ရေးစားရှာနေကြပေမဲ့ဝူယောင်းကတော့ရေးစားရှိနေသူဆုံဟီကိုတာခေါင်းနဲ့ကထုံမရဖြစ်နေပါတယ်သူတို့ပထမဆုံးနှမ်းဘူးတဲ့အမတ်တရားနေမှာမှတ်ရလက်ဆောင်ပို့ဖို့သွားပြန်တော့လဲပိုကောင်းတဲ့လက်ဆောင်နဲ့ပျော်ရွှင်နေသူဆုံဟီကြောင့်ကားမှန်ကိုပြစ်ခွဲကာနာကြီးပြေးထွက်ခဲ့လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းလအနေငယ်အကြာမှာတော့အသေးကွဲပြီးပေါက်ပန်းတီတယောက်ဖြစ်လာသူဝူယောင်းရဲ့တရင်ကကျောင်းထဲမှာပြက်လာပါတယ်ရက်ပေါင်းများစွာအင်ဂျီတထဲထဲနဲ့ကျင်လည်နေသူဝူယောင်းကိုဆုံဟီကိုယ်တိုင်လိုက်ခေါ်ပြီးဖာဒေးပြုပြင်ပေးပါတယ်နောက်ရက်အနေငယ်ကြာကျောင်းမှာဘုံပြိုင်ပွဲကျင်းပပါတယ်ဒီပြိုင်ပွဲကိုအနိုင်ရခဲ့ရင်ဆုံဟီရဲ့ရေးစားကဆုံဟီကိုပဲရစ်ခီးစဉ်လိုက်ဖို့ပေးမဲ့ကတိပေးထားကြောင်းကြားလိုက်ရတဲ့အတွက်စာကြည့်တိုက်မှာနောက်ကောင်မလေးတယောက်ကိုလည်းထိုနေတူကတိပေးနေတာကြားခဲ့ရတဲ့ဝူယောင်းတယောက်ဆုံဟီကိုခေါ်ယူတိပေးပါတယ်ဆုံဟီကတော့သူမဘဝနဲ့သူမမုံမနာလိုမှုတွေရက်လိုက်တင်ကြောင်းသာပြောသွားပါတယ်မျက်နှာပြက်နေတဲ့အချစ်ဦးကြောင့်ရှုံးနေတဲ့ပြိုင်ပွဲကိုအနိုင်ယူပေးလိုက်ပြီးသူ့အချစ်ဦးကိုလှည့်စားဖို့စူးစမ်းနေတဲ့အသင်းကောင်းဆောင်ကိုလိန်ထိုးခဲ့လိုက်ပါတယ်ဒီလိုပြဿနာတွေကြောင့်သူတို့ရဲ့ဆက်ဆံရေးကခက်တန်တန်ဖြစ်သွားခဲ့ပြီး9နှစ်ခန့်ကြာသွားပါတယ်ကိုစီကြောင်းပြီးသွားကြတဲ့အခါကာယနေပြဆရာလုံးမဲ့ဝူယောင်းတယောက်သူထေးသမီးမင်းကြောင့်ဆိုသူနဲ့တွဲနေရင်မဲ့တရက်မှာတော့အချိန်ပိုင်းမော်တဲ့လုံနေသူဆုံဟီနဲ့ပြန်ဆုံပါတယ်အချစ်ဦးဆိုတာလမ်းလျှောက်တင်ခါအစအရွယ်ုံကလိုပဲမြင်ရတွေ့ရယုံနဲ့စိတ်လှုပ်ရှားရပြန်တာကြောင့်ဆုံဟီရဲ့အလုပ်ကိုအကျိုးပို့လုပ်ပေးခဲ့ပါတယ်အခက်ခဲများစွာနဲ့မော်ဒယ်လုပ်ဟာဆုံဟီနဲ့လိုက်ဖက်မှုမရှိဘဲတက္ကသိုလ်တုန်းကလေးလာဘူးတဲ့ဒီဇိုင်နာအိမ်မက်ကိုတာဆက်လက်ကောင်းထဲဖော်ဖို့အကြံပေးခဲ့ပါတယ်လက်ရှိရေးစားကိုပြစ်ပယ်ကဆုံဟီအလုပ်ကိုလိုက်ကူညီရေးဝူယောင်းစစ်မှုထမ်းစဉ်အချိန်ကသူမောက်ကိုနှုတ်ဆက်မသွားတဲ့ကိစ္စပြန်မေးလာပါတယ်လွန်ခဲ့တဲ့9နှစ်တုန်းကနောက်တရက်စစ်မှုထမ်းသွားရတော့မဲ့ဝူယောင်းထန်ဆုံဟီဖုံးဆက်လာပြီးသူမလိုက်ဖို့မယ်လို့ဆိုပါတယ်ဇလန်းရှုပ်တဲ့ဘောလုံးအသင်းကောင်းဆောင်ရေးစားဟောင်းကိုဝူယောင်းတတိပေးစဉ်ကလေးကဖျက်ခဲ့ရမှာလို့ဆဲဆိုရင်ထိုအေးခဲနေတဲ့ညမှာနှစ်ယောက်သားရှိဟောင်းနောက်ဖြစ်တွေပြောရင်းရက်အတူတောက်ခဲ့ကြပါတယ်နောက်တရက်မိုးလင်းတဲ့အခါကိုရုံးကုန်းနဲ့ပြန်နိုးလာတာမို့အရက်ဆိုင်ကဒေါ်ကြီးကိုမေးကြည့်တော့ညကမူးလုံပြီးအိမ်သားတဲ့အန်ဖက်ဆို့နေတဲ့သူကိုဆုံဟီကိုယ်တိုင်တန်ရှင်းရေးလုပ်ပြီးအဝတ်စားတွေလျှော့ပေးပြဤမှထားပြန်သွားတယ်လို့ပြောပြပါတယ်အဲ့ဒီအရှက်ရစရာကိစ္စကြောင့်ဘဲဆုံဟီကိုမျက်နှာချင်းမဆိုင်ရဲခဲ့တာဖြစ်ပါတယ်တက်တစ်စမော်တယ်လုံနေသူဆုံဟီဟာဝူယောင်းပြောသလိုအစင်မပြေမှုများစွာနဲ့ကျင်လည်နေရပြီးယခုလဲပထမဆုံးရိုက်မဲ့ကြော်ညာကိုဖျက်ချခံလိုက်ရပြန်ပါတယ်ဒါကြောင့်သူ့မညံတွေကဖျောက်ထားတဲ့အမူးလုံတဲ့နေ့တုန်းကတူဆဲလိုက်ရရင်စိတ်သက်သာတယ်ဆိုတဲ့အတိုင်းဆုံဟီရဲ့ရိုက်ကူရေးဖြတ်သိမ်းခဲ့သူကိုအော်ဆဲခဲ့ပါတယ်စိတ်တက်ကြဝမ်းနေသူဆုံဟီကိုနေဝင်ချိန်လှဆုံးရှုခင်ရှိမဲ့နေရာထံခေါ်ပြပြီးစိတ်သက်သာရစေခဲ့ပါတယ်အထက်တန်းကျောင်းသားဘဝကလေးကတရက်မှမရခဲ့တဲ့အချစ်ဦးကိုသူ့ဘဝထဲဆွဲသွင်းဖို့ကြိုးစားခဲ့ပေမဲ့တက္ကသိုလ်တက်စဉ်ကဆုံဟီရဲ့ရေးစားရခုသူရေးစားမင်းကြောင်တို့ကချိန်ကြိုက်သားကြအတားစီးတစ်ခုလိုဖြစ်နေပါတယ်ဒီတော့အချစ်ဆိုတာချစ်နေုံနဲ့မပြီးပဲလိုက်ထိုက်ဆုံခွင့်ရမဲ့ကံကြမ္မာနဲ့တင့်တော်တဲ့အခွင့်အရေးလည်းရှိနေဦးမှာဆိုတဲ့အတွေ့ကနှစ်ယောက်စလုံးထံဝင်ခဲ့ကြပါတယ်ဝူယောင်းထံမှရေးစားရှိနေတာကြောင့်ခက်ခွာနေဖို့ဆုံးဖြတ်ထားတဲ့ဆုံဟီရဲ့စကားမှာဒီလိုတူရှိနေရင်ပြောတယ်ဆိုတဲ့စကားကိုတာနှုတ်ယူပြီးဒီလောက်ဆိုရပြီလို့ပြောကထွက်သွားပါတယ်အဲ့ဒီစိတ်နဲ့ဘာမှလောက်ကင်မရဖြစ်နေသူဝူယောင်းထန်လက်ရှိရေးစားဖြစ်တဲ့မင်းကြောင်ရောက်လာပါတယ်သူမလက်လွတ်စပယ်လွတ်ထားပေးမှုကြောင့်ဆုံဟီနဲ့ပတ်သက်နေသမျှကိုမင်းနေစဉ်ဖုန်းထဲကနေဆုံဟီထန်ကထက်မတွေ့ဖို့နဲ့ထပ်မပတ်သက်ဖို့စာပို့လာပါတယ်တို့ပေမဲ့နှလုံးသားကရုံးပို့နေတဲ့ဆုံဟီနောက်ကိုတာလူကစိုက်မက်လိုက်သွားပြီးလက်ရှိရေးစားနဲ့လမ်းခွဲလိုက်ပြီလို့အတိပေးလိုက်ပါတယ်စိတ်ပြတ်သွားတဲ့ဆုံဟီဟာငယ်စဉ်ကခံစားချက်တွေကိုလက်မလွတ်နိုင်သေးတဲ့ဝူယောင်းပေါ်ပြစ်တင်နေပါတယ်ကိုရီးယားလူမျိုး10တန်းမှာတက်တူရွယ်သူတသိန်းခန့်ရှိတယ်ဖြစ်ကမ္ဘာလူဦးရေတဝက်ကမိန်းကလေးတွေရဲ့ဖြစ်နေရင်တောင်ဆုံဟီမဟုတ်ပဲလို့ပြန်ဖြေခဲ့ပါတယ်ဒီချိန်စကားစပြောကိုစိတ်မရှိတော့လို့လှည့်ထွက်သွားတဲ့ဆုံဟီပေါ်ကိုဆိုင်းပုတ်ကြီးပြုတ်ကျလာတဲ့အတွက်ဝင်ကပေးလိုက်ပါတယ်အဲ့ဒီဖြစ်ရကြောင့်ဆရာဖြစ်တရုတ်ပြစာမေးပွဲရောခန္ဓာကိုချို့ယုံမှုပါဖြစ်သွားပေမဲ့အ
စိုးရဲကကောင်ဖြစ်သူချေရတဲ့ဆုံဟီရဲ့အချစ်ကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်အလုတ်ကင်မဲရမရှိပေမဲ့နှစ်ယောက်သားမိုးမမြင်လေးမမြင်ချစ်ခင်ခဲ့ကြီးအဲ့ဒီနှစ်အနေငယ်ကိုအချစ်တစ်ခုရဲနဲ့တာတီစောင့်နေထိုင်ခဲ့ကြပါတယ်ထိကြိုက်တန်ရာကြောင့်အလုရှောက်မှုခက်ခဲနေတဲ့ဝူယောင်းတဲ့ဒီဇိုင်နာလောကကိုအခုမှပြန်လည်တိုးဝင်မဲ့ဆုံဟီတို့အတွက်အချိန်ကုန်မှမသိကုန်လာရင်ကနေလက်ထက်ယူသင့်ပြီဆိုတဲ့သူငယ်ချင်းတွေရဲ့စကားကြောင့်အတိဝင်လာကြပါတယ်မိမိတို့ကလောက်ကင်တိကျဖြစ်ဖို့စူးစမ်းနေရချင်းသူငယ်ချင်းလင်များထံမှတိုက်တွေကားတွေဆိုတဲ့စကားတွေကိုတိမခံနိုင်တော့ပဲအကန်တွေထွက်ပြောလာပါတယ်အပြင်ခေါ်ထုတ်လာသူဆုံဟီကသူမကြောက်ဘဝရီမန်းချက်အားလုံးဆွလို့ရတဲ့ဝူယောင်းကိုတောင်းပန်ခဲ့ပါတယ်နှစ်ယောက်စလုံးချားလူတွေလိုတရားဝင်လက်ထက်ချင်တော့လဲလှုပ်ရှားမရသေးတဲ့ဝူယောင်းအတွက်အနာဂတ်ကိုရှီရှီဝေးဝေးတွေ့နိုင်ခြင်းမရှိခဲ့ပါဘူးဒါကြောင့်အလုပ်ကိစ္စနဲ့ဘယ်ဂျီယမ်မှာ2 နှစ် 3 နှစ်လောက်သွားနေရမယ်ဆုံဟီကိုလည်းတားနိုင်စွမ်းမရှိဘဲလွယ်လွယ်နဲ့ခွင့်ပြုပေးလိုက်ရပါတယ်ဆုံဟီနိုင်ငံခြားမထွက်ခင်သူမဖခင်ဆုံးပါသွားပါတယ်ဘာတွေဖြစ်လာမယ်မှမသိတဲ့အနာဂတ်ကိုတွေးပူတဲ့စိတ်ဒီပုံစံအတိုင်းသာဆိုဖြည်းဖြည်းနဲ့သူချေရတဲ့သူကိုပါလက်လို့ဆုံးရှုံးရတော့မယ်ဆိုတဲ့စိုးရိမ်စိတ်တွေကြောင့်အကယ်လေများသူနဲ့ဆုံဟီတာမဆုံခဲ့ရင်လက်ရှိအချိန်ပါတွေဖြစ်နိုင်လောက်မလဲလို့သူငယ်ချင်းအဖြစ်သူထံရင်ဖွင့်နေမိရတယ်လက်စာအတန်တင်ရနိုင်မဲ့ကာယဆရာစာမေးပွဲကိုတာအောင်နိုင်ခဲ့ရင်မွေးခါနီးဖွားခါနီးကြွားဝတ်နေသူစုဖြိုကိုလည်းမနာလို့ဖြစ်နေစရာမလိုကြောင်းရည်ရွတ်နေစဉ်ဆုံဟီရောက်လာပါတယ်သူမနဲ့တွေ့ခဲ့တာနောင်တရနေတာလားသူမကြောက်အလုံးမရနိုင်တာကိုအပြစ်မြင်နေတာလားဆိုတဲ့မိကုန်းတွေဆက်တိုက်မေးပြီးအပြင်မှာအစင်မပြေတဲ့အခါတိုင်းအိမ်ကအမေကိုပြစ်ဒနာရှာအပြစ်တင်နေလေးရှိတဲ့သူမဖခင်တိုင်းပဲလို့ဆွဆွဲကရုတ်တရက်ကြီးသူမနောင်တမယမိခင်လန်းခွဲရအောင်လို့ပြောသွားပါတယ်ထိုနေ့ကစလို့အချစ်ဦးအချစ်ဆုံးနှစ်ယောက်ဟာပါမဟုတ်တဲ့စကားတွေကြောင့်နဲ့သူစိမ့်လို့ဖြစ်သွားခဲ့ပါတယ်ဝူယောင်းဟာသူ့အပြစ်တွေအတွက်လေးနဲ့စွာပြန်လဲတောင်းပန်ခဲ့ပြီးဆုံဟီဘယ်ဂျီယန်ကပ်ပြန်လာတဲ့အထိစောင့်နေမယ်လို့ပြောခဲ့တော်လဲအရာအလုံးကရင်လိုပြန်မဖြစ်နိုင်တော့ပါဘူးဒီလိုနဲ့အချိန်ရဲ့တိုက်စားမှုနောက်မှာဝူယောင်းလည်းအချိန်ပြည့်ကာယဆရာတယောက်ဖြစ်လာခဲ့ပါတယ်တရက်ဝူယောင်းရဲ့ကြောင်းအထိလိုက်လာတဲ့ဆုံဟီကစကားစဖို့တုံဆိုင်နေတာကြောင့်လက်ထက်တော့မလို့လားလို့အမှတ်မထင်မေးလိုက်တဲ့အခါမှန်တကယ်ချစ်နေပါတယ်သူ့ကိုမမေ့မလျော့ဖိတ်စာပို့ရန်ဟန်ဆောင်ပြောလိုက်ပေမဲ့တကယ်ကြီးရောက်လာတဲ့ဖိတ်စာကြောင့်ထပ်မံအသေးကွဲရပြန်ပါတယ်မင်္ဂလာပွဲကိုမသွားဘဲစိတ်ပြေလက်ပြောက်သူငယ်ချင်းတွေနဲ့အပျော်ခီးထွက်ခဲ့တော်လဲအထောက်အကူမဖြစ်ဘဲအမှတ်တရဟောင်းတွေကြောင့်မျက်ရည်ကျရပြန်ပါတယ်ဒါကြောင့်သူမတော်အားဘူးလို့ဆုံးဖြတ်ထားတဲ့ဆုံဟီရဲ့မင်္ဂလာဆောင်နောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့တွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်သူငယ်ချင်းတွေရဲ့အကူအညီနဲ့လူတွေကိုပထုတ်ပြီးသူအမြင်ချင်းဆုံးအလှဆုံးတို့သမီးဝတ်စုံနဲ့ဆုံဟီကိုဝင်တွေ့ခဲ့ပါတယ်ဆုံဟီနဲ့တွေ့ခဲ့တာနောင်တရကြောင်းထုတ်ပြောမိပေမဲ့တကယ်တမ်းလက်တွေ့ဘဝမှာတော့အထက်တန်းကျောင်းမှာရန်ဖြစ်လိုက်အချိန်ဖြုံးလိုက်လုံနေတဲ့အလေလွင့်တယောက်ဟာဟွမ်ဆုံဟီဆိုတဲ့ကျောင်းသူတယောက်ဘဝထဲရောက်လာပြီးနောက်မမျှော်ရင်ထားပဲတက္ကသိုလ်တက်ခွင့်ရခဲ့တယ်လို့ဘေးမှာဆုံဟီရှိပေးခဲ့တဲ့အချိန်တိုင်းသူ့ဘဝကိုပြောင်းလဲစေခဲ့တယ်လို့ဖွင့်ပြောခဲ့ပါတယ်ဆုံဟီအနေနဲ့လည်းစိတ်ပြတ်အားငယ်ခဲ့ရတဲ့အချိန်တိုင်းမှာဝူယောင်းရဲ့ဖေးမမှုနဲ့ဒီအထီကျော်ဖြတ်နိုင်ခဲ့တဲ့ဘဝအတွက်ကျေးဇူးတင်ကြောင်းဖွင့်ပြောရင်းနောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ကြပါတယ်အဲ့ဒီနောက်သူတို့သမီးဝတ်စုံနဲ့အစွမ်းကုန်လာနေသူဆုံဟီကိုရှိဆုံးကကုံပြုတ်ပေးခဲ့ပြီးမင်္ဂလာအခမ်းအနားအတွင်းကိုဦးစွာနှုတ်ဆက်ပြန်ခဲ့လိုက်ပါတယ်အချစ်ဦးဆိုပေမဲ့အချိန်ကြိုက်သားကြပြန်လဲဆုံစည်းခွင့်မရှိခြင်းတွေတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်လေးစားမှုမရှိခြင်းဆိုတဲ့ကိစ္စအသေးသေးလေးတွေကြောင့်လည်းဝေးကွာတတ်ကြပါတယ်